ကြံအတက်နေကြောက်ကလတ်မှာပါတွေ့လေဝေးရောက်ရနော်ဒီကကြောက်ကလတ်သွားနေပါတယ်တက်နေမှာကြံအတက်နေမှာရတက်တာပေါ့နော်အဲ့ကလည်းလို့ပဲဘုရားကပူလာဟိုမှာငါးစာတယ်လည်းအဲ့ဒီကြီးငါးလားအေးတော့အဲ့အပြန်မဝင်ကွာဘုရားပေါ်တက်ငါးလာပြီလေပတိကတော့ကျွန်တော်ကဟိုမှာပွဲသေးရှိတာဟိုမှာပတ်ကြည့်အောင်ပွဲသေးချောင်းအဲ့ကလည်းအဲ့လိုဘုရားတက်လိုက်ဒီတစားလိုက်အေးဟုတ်တယ်မနစ်တစ်နေ့ကပကံမှာမနစ်တစ်နေ့ကမဟုတ်မနစ်ကဟုတ်မနစ်ဟုတ်တယ်မနစ်ကပကံမှာဟုတ်သားပဲဟန်နီမွန်းနဲ့မာတာကြောက်ကလပ်ဖြစ်ပါတယ်မြင်နေရတာကြောက်ကလပ်ပါဝိုင်းပါဟိုဖျားရှိပါတယ်ဟိုဟာရုပ်ကပင်တောင်ရုပ်ကပင်တောင်ကြီးပါရုပ်ကပင်တောင်ကြီးပါအဲ့ဒီတဲ့အားလုံးကိုပြေးပြီးလာဒီမှာတို့ကစားလို့စားမယ်အသေးလေးကမင်းအလုံးကအဲ့အသေးလေးရဲ့တစ်ကောင်သားလောက်ရှိတယ်ကျွန်တော်တို့ဒီမှာကြည့်ရအောင်ဒါဖဟန်ရဲ့ဇွဲကပင်တောင်ကြီးဖြစ်ပါတယ်ကြောက်ကလတ်ကိုရောက်နေတာဖြစ်ပါတယ်ကြောက်ကလတ်တွေတော့ပါခုမှလူကိုရိုက်မှာပါမဆိုးပါဘူးအားလာလူပဲစားလိုက်ပါမယ်ငါးတွေမစားပါဘူးဆွဲဒေါ်လာအားလုံးတက်နေတာပေါ့နော်ဟိုရွာဆိုတဲ့နေရာဘာလို့နေလဲဘာလာလဲဒီလိုပြရလားဘယ်လိုလဲပြဘာကြီးဒီလိုပဲလို့နဲ့လားတဲ့လိုက်တော့မိုးပါတော့မူးလာပြီကြောက်ကလတ်ကနေပြန်ပါပြီလူရမ်းမရပါတယ်ဟုတ်ခင်မချဖျားဖွင့်တော့ရပါတယ်ဒါဒီလိုလဲလိုက်ပါဝေးရွေးဟာလူဝဒီမှာပွဲသေးပွဲသေးတယ်နေပါဦးမဟုတ်နေအကျန်အတက်နေဖြစ်ပါတယ်ဒီမှာဒါဝီပေါ့နော်အားလုံးစိတ်ချမ်းသာဝီပါဝိုင်းရှိမှာလားဟုတ်ဆိုတော့အတက်နေကြံကျွန်တော်တော့ဟာဖြစ်ပါတယ်အတက်နေရဲ့ညနေပိုင်းဟုတ်လားတာလောလောဒီလေးပါခိုင်းထားနောက်ဆုံးလေရပြီဟိုမင်းနဲ့နောက်ဆုံး